Hello မင်္ဂလာပါဒီ base ကနေပြန်နေကြိုဆိုပါရစေအဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ Canary Range Theory CRD အကြောင်းကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းလေးမပြောခင်ကျွန်တော်တို့ဒီ DBS ရဲ့ DBS Family Community လေးကိုကျွန်တော်တို့ဒါ Telegram မှာပြန်ပြီးတော့အသစ်ဖွဲ့စည်းထားတယ်ပေါ့နော်ဆိုတော့ကျွန်တော် Forex Crypto နဲ့ပတ်သက်တဲ့ဟာတွေကိုပဲအဓိကသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘိုင်းကမိတ်ဆွေစိတ်ဝင်စားတဲ့ဘိုင်းဆိုလို့ရှိရင် community ကို free join လုပ်ရပါတယ်ကျွန်တော်တို့ community ထဲမှာ analysis တွေstrategy တွေနောက် education တွေတခြား content တွေနောက် discussion တွေတိုင်းကျွန်တော်တို့လုပ်ကြမယ်ပြီးရင်ကျွန်တော်ဒီ December တလားလုံး community ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ Sunday တိုင်းမှာ$100စီ web pocket ချပြီးပြီပေါ့နော်ဆိုတော့အဲဒီကနေပြီးတော့ Binance ကနေ$100ကို web pocket ယူလို့ရတယ်တခြားတငယ်ချင်းမိတ်ဆွေတွေချပြီးတဲ့ web pocket တွေလည်းရှိသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေအကုန်လုံးလည်းကျွန်တော်တို့ဒီမှာ join ပြီးတော့ယူလို့ရတယ်နော်ဆိုတော့ဒါလေးကျွန်တော်ဖိတ်ခေါ်ပါတယ် description ထဲမှာကျွန်တော် link လေးထည့်ထားပေးမယ် Okay တော့ Canary Theory CRD ဆိုတာဘာလဲဆိုလို့ရှိရင်သူ့နာမည်တိုင်းပဲပေါ့နော်ကျွန်တော်ဒီမှာရှိနေတဲ့ဒီ forest မှာပဲဖြစ်ဖြစ် crypto မှာပဲဖြစ်ဖြစ်ကျွန်တော်သုံးတဲ့ candlestick တွေရှိတယ်ဒီမှာ candlestick တွေရှိတယ်အဲ့ candlestick တွေရဲ့ range ပေါ့နော် range ဆိုတော့အပေါ်နဲ့အောက်ပေါ့ဒါဆိုဒါက body ဒါကကျွန်တော်တို့wick ပေါ့နော်ဒီကျွန်တော်တို့ဒီ candle ရဲ့ wick နော်ဆိုတော့ candle ရဲ့ wick ကဒီ candle ရဲ့ဒီ tape ပေါ့နော်ဒီ wick ရဲ့အပေါ်ရှိတယ်ပြီးရင်ဒီအောက်က wick ရဲ့အောက်ရှိတယ်အဲ့ဒီဟာနှစ်ခုကြားတဲ့ဟာကို candle range လို့ခေါ်တယ်ဒီနေ့ပြောဆိုလို့ရှိရင် candle တစ်ချောင်းရဲ့ OHLC open high low close မှာဆိုလို့ရှိရင် high ရဲ့ low ရဲ့နှစ်ခုကိုကျွန်တော်တို့candle range လို့ခေါ်တယ်ဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ဒီမှာဖြတ်ပြပါမယ်အဲ့တော့ဒါလေးကိုကျွန်တော်ဖြတ်လိုက်မယ်ဆိုလို့ရှိရင်ဒီ bullish candle ဒီအောက်ကနေပေါ်တက်တဲ့ candle မှာကြည့်မယ်ဆိုလို့ရှိရင်ဒါ Bitcoin daily chart ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒီထိပ်ဒီဒါဒီနေ့ရဲ့ဒီ day ရဲ့ကျွန်တော် high ဖြစ်တယ်ဒီအောက်ဒီဒါဒီနေ့ရဲ့ low ဖြစ်တယ် okay အဲ့တော့ဒီ candle နှစ်ခုရဲ့ဒီ range ကိုဒါ candle range လို့ခေါ်တယ်ဟုတ်ပြီတော့ candle range theory ဆိုတာဘာလဲဆိုလို့ရှိရင်အဲ့ candle range ကိုကျွန်တော် trade အတွက်ကိုသုံးတာပေါ့ဆိုတော့ဒီ candle ရဲ့ဒီ high နဲ့ low တွေဒီဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော် liquidity တွေဖြစ်လာတယ် liquidity ဆိုတဲ့သဘောကဘာလဲဆိုလို့ရှိရင်အဲ့ဒီ high ဒီဒါဒီနေ့ပေါ့နော်ဒီနေ့ရဲ့ဒီ high ဒီသူ့အပေါ်ကနေပြီးတော့ဒီ high ကိုပြန်ရောက်လာတဲ့အချိန်ကြာလို့ရှိရင် short trade ဝင်ကြမယ်သူတွေရှိတယ် okay ဒါသူ့ရဲ့ high ပေါ့နော် high ကိုရောက်လာရင်ပြောလို့ရှိရင်အရှိတုန်းကရောက်ခဲ့တဲ့zone တစ်ခုပေါ့ဗျာအဲ့ zone ပြန်ရောက်လာတဲ့အချိန်မှာအဲ့ zone မှာ rejection တွေပြခဲ့ရင် double top လို့ pattern မျိုးတွေပေါ်ခဲ့ရင်ပေါ့နော်short မဲ့ trader တွေရှိတယ်အဲ့လိုပဲဒီအောက်ဖက်ဒီ low မှာလည်းကျွန်တော်တို့ဒီပြန်လောင်းမဲ့ buy trade ဝင်မဲ့ trader တွေရှိကြပြန်နော်ဒီမှာဆိုရင်ဒီအောက်ကနေဝင်ဆိုတော့ဒီ candle ရဲ့ range ရဲ့အပေါ်နဲ့အောက်မှာဒီ trade ဝင်မဲ့သူတွေရှိတယ်နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က liquidity ရှိတယ်လို့ကျွန်တော်တို့အကြမ်းမြင်ခေါ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီအပေါ်မှာကျွန်တော်တို့ဒါ trade တွေရဲ့entry တွေရှိမယ် stop loss တွေရှိမယ်ဒီအောက်မှာလည်း trade entry stop loss တွေရှိမယ်အဲ့ဒါတွေအကုန်လုံး liquidity လို့ကျွန်တော်တို့ကခေါ်မယ်ဆိုတော့ liquidity ရှိတဲ့ဒီ candle range ရှိတယ်အဲ့ candle range ရဲ့အပေါ်က liquidity ကိုကျွန်တော်နောက်တစ်နေ့မှာပေါ့နော်နောက်တစ်နေ့ candle အဖွင့်မှာအပေါ်က liquidity ကိုတက်ပြီးတော့ယူပြီးတော့ပြီဆိုရင် theoretically ကအောက်ဘက်က liquidity စီကို price ကြီးတွားလေးရှိတယ်နော် theoretically ပေါ့နော်အဲ့လိုပဲနောက်တစ်နေ့မှာစဖွင့်တဲ့အချိန်မှာအောက်ဘက်ကသာစပွင့်ခဲ့မယ်ဆိုရင်အောက်က liquidity ကိုယူပြီးတဲ့အချိန်မှာသူကအပေါ်က liquidity ကိုသွားစားလေးရှိတယ်ဒါကကျွန်တော်တို့ဒီ candle range theory ရဲ့အခြေခံပေါ့နော်ဒါကိုကျွန်တော်တို့ကအချိန်နဲ့ပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒါ ICT saver bullet တွေပါဖြစ်လာတာပဲဗျာဒါပေမဲ့အခြေခံအဖြစ်အချက်မြင့်ပြောမှဆိုလို့ရှိရင် CRD candle range theory ကဒါပဲအဲ့တော့ဟုတ်ပြီအဲ့လိုမျိုးဟာမျိုးကျွန်တော်တို့ဘယ်လိုသုံးမလဲပေါ့အဲ့တော့ပထမပေါ့နော်first candle ဒီပထမ candle ရှိတယ်အဲ့ candle ဒုတိယမြောက် candle ကိုကျွန်တော်ကြည့်လိုက်လို့ဟုတ်ဒီမှာဆိုလို့ရှိရင်ဒီကောင်က bullish candle ဖြစ်တယ်ဆိုတော့ဒီအောက်မှာဒါ open ရှိပြီဒီပုံမှာ close ဖြစ်နေတဲ့ candle အဲ့ close ဒီပုံဖြစ်တဲ့ကြောင့်မလို့ဖြည့်ချင်းဖြစ်လို့ရှိရင်သူအပေါ်ကိုအရင်စားရမယ်ဆိုတော့သူကနီးတာအဲ့တော့နောက် candle တစ်ချောင်းစပြီးဖွင့်တဲ့အချိန်မှာကျွန်တော်တို့ကစောင့်ကြည့်နေတယ်အပေါ် liquidity ကိုကျွန်တော်တို့ကယူသွားတယ်ဒီ candle range ကိုအပေါ်ဖောက်သွားတယ်
ဖောက်သွားတဲ့အပြီးတဲ့အချိန်မှာကျွန်တော်စောင့်ကြည့်နေရင်လည်းအဲ့ကန်တွေဒီဖောက်သွားပြီးတဲ့အချိန်မှာဆက်မတက်သွားနိုင်တော့ဘဲနဲ့တော့ပြန်လာပြီးတော့ rejection နဲ့ပြန်ဝင်လာမယ်ဒီလိုပြန်ဝင်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က anticipation အနေနဲ့ဘယ်လိုမျှော်လင့်လို့ရလဲဆိုတော့ခုနကပြောတယ်ဒီလိုမျိုးပြန်ထိပြီးဒီအောက်ကိုပြန်သွားလိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်လို့ရသွားတယ်အဲ့လိုမျိုးပြန်ဝင်လာတဲ့အချိန်ကိုစောင့်ပြီးကျွန်တော်တို့က short trade ဝင်ကြတဲ့ပုံစံမျိုးကျွန်တော်ကသုံးတာ okay အဲ့တော့ဒါတနည်းပေါ့နော်နောက်ဒုတိယတနည်းကကျတော့ပထမကန်နေဒုတိယကန်နေနှစ်ခုကိုပေါင်းပြီးတတိယကန်နေ range ကိုခံမှန်းတာ okay အဲ့တော့ဟုတ်ပြီပထမကန်နေကအောက်ကနေအပေါ်တက်ခဲ့တဲ့ကန်နေဒီကန်နေဖြစ်မယ်အကယ်၍ဒုတိယကန်နေကဒုတိယမြောက်နေမှာပေါ်တဲ့ကန်နေကဘယ်လိုဖြစ်မလဲဆိုရင်ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေဒီကောင်ကဒီချောင်းကဟောဖြစ်လို့မရတော့ဒီလိုပြရမယ်နော်မျက်လုံးထဲမှာမြင်အောင် okay ဒါမျိုးပေါ့နော်ဆိုတော့ပထမကန်နေဒီလိုတက်ခဲ့တယ်ဒုတိယကန်နေလည်းဒီအောက်ကနေပြီးတော့တင်းနဲ့တက်သွားတယ်တက်သွားပြီးတော့ဒီလိုပြန်ပြီး rejection နဲ့ပြန်ဝင်လာတဲ့ဒီ shooting star ပုံစံမျိုးဖြစ်သွားတယ်ဆိုရင်ဒုတိယမြောက်ကန်နေတတိယကန်နေကဘယ်လိုဖြစ်နိုင်လဲဆိုတော့ဒါအားလုံးသိသွားလောက်ပြီဒီအောက်ထီကိုပြန်သွားတယ်ဒီလိုကန်နေမျိုးဖြစ်သွားနိုင်တယ်ဘာလို့လဲဒီလိုလာတယ်အပေါ် range ကိုယူတယ်ခုနကတီကိုတွေအတိုင်းပဲ orange ကိုသွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ပထမ day 1ရဲ့ day 2ရဲ့ကိုကျွန်တော်တို့ကသိသွားပြီဆိုလို့ရှိရင် day 3ကိုကျွန်တော်တို့ခံမှန်းပြီးတော့ဒီနေ့က short ရမယ်နေ့ဆိုသိသွားတော့စပြီးတော့ဒီပုံစံဖြစ်သွားတာနောက်မှာတခါလေ short trade ဝင်ထားလိုက်တာမျိုးထွက်ကြတာမျိုးရှိတယ်အမြဲတမ်းမမှန်ဘူးဒါပေမဲ့ trade ရဲ့သဘောတရားအရာတော့အမြဲတမ်းမှန်လိမ့်မရှိဘူးကျွန်တော်တို့100ကမှာ6ခါလောက်မှန်တယ်ဆိုရင်တော်တော်ကောင်းနေပြီနော်အခါ100မှာ60% မှန်တယ်ဆိုရင်တော်တော်ကောင်းနေပြီနော်ဆိုတော့အဲ့လိုမျိုးထွက်ကြတာရှိတယ် okay ဒါ candle range theory ရဲ့အဓိကဒီ core concept ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီဟာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် sorry ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ market ဒီဖြစ်သွားခဲ့တာကိုကျွန်တော်တို့တွေ့လိုက်မယ် candle range theory အရာပေါ့နော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီတနေ့ပြီးရဲ့ကျွန်တော်ဒုတိယနေ့မှာ liquidity ပုံမှန်ရှိတဲ့ liquidity ကိုတွားယူလိုက်တယ် high ကိုရောက်သွားတယ် reject လုပ်ပြီးတော့ချက်ချင်း brown ဆိုပြီးတော့ဟိုးအောက်က liquidity ကိုပါပြန်လာယူတဲ့အနေနဲ့ liquidity ကိုစားသွားတာကိုတွေ့ရလိမ့်မယ်เนาะ okay အဲ့တော့ပထမတစ်ရက်ပြီးတော့ဒုတိယတစ်ရက်ဒီကန်တဲ့အနီရောင်ကန်တဲ့အကြီးရဲ့ဒီအနီရောင်ကန်တဲ့အကြီးရဲ့ candle range theory ကိုပြန်ကြည့်မယ်ဆိုရင်ဒီကောင်က high ဒီကောင်က low ဖြစ်သွားပြီဒါဆိုဘယ်လိုဖြစ်နိုင်လဲဒီမှာဒီဒုတိယ icon နဲ့အကြီးကိုပဲကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီလောက်ထိအပေါ်စားပြီးတော့ဒီလိုကျထားပြီးတဲ့ candle ကဘယ်လိုဖြစ်နိုင်လဲဆိုတော့စက်ကြနိုင်ကြီးရှိတာပေါ့ဒီမှာတကယ်ဒီအောက်ကိုသူထိသွားတယ်ပြီးတော့နည်းနည်းလေးပြန်တက်သွားတယ်ဒါပေမဲ့တကယ်တော့ကျတာပဲ okay အဲ့တော့ဒီမှာ range ဒီ1 2 3ဆိုတဲ့ range တစ်ခု local range တစ်ခုပေါ်သွားတယ်ပေါ်သွားပြီးတဲ့အချိန်မှာအဲ့ local range ကိုဖောက်တယ်candle တစ်ခုဒီမှာ broke ဆိုပြီးတော့ထက်ကျသွားတယ်ကျသွားတဲ့အချိန်မှာကျွန်တော်တို့စပြီးတော့နောက်ထပ် candle range တစ်ခုထပ်တွေ့ရအဲ့တော့ဒီ candle အကြီးရဲ့ range ဖြစ်တဲ့ဒီအကြီးရဲ့1 2 3ရက်မဖောက်နိုင်ခဲ့တဲ့ဟာကို4ရက်မြောက်နေမှာဖောက်တာဖြစ်တဲ့ကြောင့်မလို့4ရက်မြောက် candle ပြီးတဲ့အချိန်မှာကျွန်တော် short trade ဝင်လို့ရနိုင်တယ်ဒါမျိုးဖြစ်သွားတဲ့အထိပြန်ကျသွားတယ်တွေ့ဟုတ်ပြီတော့ဒီဟာကျပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကဒီ trade ပြီးသွားရင်ကျွန်တော်စောင့်ကြည့်လို့ရတယ်အဲ့ဒီ trade ရဲ့ဒီ candle ရဲ့အောက်ခြေနဲ့ဒီမှာအောက်ခြေရှိရယ်ပြီးရင်ဒီမှာဒီအပေါ်ကိုကျွန်တော်တို့ကစောင့်ကြည့်မယ်စောင့်ကြည့်တော့ဒုတိယတစ်ရက်မှာသူ့ကို reject လုပ်ပြီးတော့ဒီလိုအပေါ်ကိုဆွတ်တက်သွားတယ်အဲ့တော့ဒီမှာကျွန်တော်တို့စပြီးအမှားတွေ့မယ်ဒီတစ်ရက်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဘာဖြစ်နိုင်လဲဆိုတော့ဒီလိုမျိုး long trade ဝင်ကြည့်နိုင်တယ်အမှာကျွန်တော်တို့ stop loss ကြည့်မယ် stop loss ကတော့ထိနိုင်ရရှိတာเนาะဆိုတော့မှကျွန်တော်တို့ပြန်ကြည့်လို့ရတယ်နောက်တစ်ရက်မှာဒီလိုပြန်အဲ့ range ရဲ့အပြင်ကို double push ပေါ့အပေါ်အောက်ပေါ်ဖြတ်ပြီးတော့ဒီလိုဖြစ်သွားတယ်ဖြစ်တော့ကျွန်တော်တို့ကအောက်ဆင်းမှုလုပ်မယ်လို့ထင်တယ်ဒါပေမဲ့ market ကမာယာတိုင်းပဲခုကြမှာဒီ range ရဲ့အထက်ကိုပြန်ဝင်ပြီးဒီကိုတော့ဖောက်တာเนาะဆိုတော့အဲ့လိုမျိုး candle range theory တွေအဲ့လိုမျိုးကြည့်ပြီးတော့ကျွန်တော်တို့က trade လုပ်ကြတာနေရာမှာတုံးတယ် okay အဲ့တော့ basically ပြောမယ်ဆိုလို့ရှိရင် candle range theory ကဘာလဲဆိုလို့ရှိရင် candle တစ်ခုရဲ့အပေါ်အောက် range ကို liquidity တစ်ချက်ကိုတစ်ဖက်ကိုစားပြီးသွားရင်နောက်တစ်ဖက်ကိုပြန်စားမယ်ဆိုတော့နီလန်ကိုတုံးတာပဲအဲ့ဒီမှာကျွန်တော်တို့ခုနကကျွန်တော် example အနေနဲ့ပြခဲ့တယ်လို့ပဲဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဒီ range ထဲကနေအပြင်ကိုဒီလိုထွက်သွားတယ်ဆိုရင်အဲ့ဒီ range ကိုပြန်ပြီးတော့ပြန် reject လုပ်ပြီးဆက်ဆင်းမယ်ဆိုတော့ပုံစံမျိုးကြီးကျွန်တော်တို့ကဝင် trade လို့ရတယ်ဟိုတနည်းကအဲ့ range ရဲ့အပေါ်နဲ့အောက်ကအောက်ဘက်ကိုစားပြီးသွားရင်အပေါ်ကိုပြန်စားနိုင်ခြေရှိတယ်ဆိုတာမျိုးဝင် trade လို့ရတယ်ဆိုတော့အဲ့လိုပုံစံမျိုးကျွန်တော်တို့တုံးကြတာပေါ့ okay အဲ့တော့
ဆိုတော့ဒီ carry theory ကိုကျွန်တော်တို့ဒီ back test လုပ်ထားတာနဲ့ဘယ်လိုသုံးရလဲဆိုတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့ DBS ပေါ့နော် crypto နဲ့ forex BNB channel တွေထဲမှာကျွန်တော်တင်ထားပေးပါမယ်အဓိကကဘာလဲဆိုလို့ရှိရင် BNB channel တွေကလည်းကျွန်တော်တို့ပတ်စံပေးပြီးဝင်စရာမလိုပါဘူး free ပါပဲဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်ရဲ့ Axness account ကနေပြီးတော့မှ account ဖွင့်ထားတဲ့သူတွေကျွန်တော်ရဲ့ဒီ Binance အောက်ကနေပြီးတော့ account ဖွင့်ထားတဲ့သူတွေကိုကျွန်တော် free လုပ်ပေးတယ်သင်ခန်းစာတွေတင်ပေးတဲ့ဒီ group တွေပေါ့နော်ဆိုတော့အဲ့မှာလေ့လာလို့ရတယ်အကြိမ်မိတ်ဆွေကကျွန်တော်အောက်ကဖွင့်ထားခဲ့တာဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာပေးထားတဲ့ဒီ Telegram ကို account ကို hide ပြီးတော့ကိုယ့်ရဲ့ Binance UID တို့မဟုတ် Axness ကနေကျွန်တော်အောက်ကနေဖွင့်ထားခဲ့တဲ့ account ကနေတစ်ဆင့်ဖွင့်ခဲ့တဲ့ Moderator 45နံပါတ်ကိုကျွန်တော်ပေးလို့ရှိရင်ကျွန်တော်အဲ့ထဲကိုဝင်ပေးပါတယ်တစ်ချက်တော့ပြန်စစ်ကြည့်ရတယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ဒီ crypto bet ဆိုလို့ရှိရင်ဒါ Friday တိုင်းကျွန်တော် replicate ချတာလေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အကြိမ်မိတ်ဆွေကကျွန်တော်အောက်ကဖွင့်ထားဆိုလို့ရှိရင်ဝင်ခဲ့လို့ရပါတယ်မိတ်ဆွေကကျွန်တော်အောက်ကဖွင့်ထားတာမဟုတ်ဘူးဒါမှမဟုတ် account မရှိသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်ပေးထားတဲ့ link တွေကနေပြီးတော့ဖွင့်ပြီးတော့မှခုန BNB တွေရောကျွန်တော် benefits တွေအကုန်လုံးကိုဝင်လို့ရပါတယ်เนาะဆိုတော့ဒါကတော့ကျွန်တော်ဒီမှာသတင်းလေးပေးတာပါโอเคအဲ့တော့ဒီဗီဒီယိုလေးကိုစိုးရိမ်ကြည့်ပြီးကျေးဇူးများကြီးတင်ပါတယ်ကိုယ့်အတွက်ကြိုးတစုံတရာရရဆိုလို့ရှိရင် like လေးပေးခဲ့လို့ရပါတယ်ကျွန်တော်တို့ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ပေးခဲ့ပါကျေးဇူးများကြီးတင်ပါတယ်ငွေဝင်တဲ့နေနေဖြစ်ပါစေเนาะ